နေ့ကို2နာရီပဲဆိုကြပါစို့တစ်နေ့ဆိုရင်ရက်ပေါင်း30ကျော်တစ်လစာအချိန်ကာလတစ်ခုကျွန်တော်တို့ဖုန်း3ရင်းနဲ့ပဲဖုန်းမျက်နှာပြင်ပေါ်မှာချိန်ဖြုံမိခဲ့တယ်ဆိုရင်အဲ့ဒီအချိန်တွေကိုသာကျွန်တော်တို့ရဲ့ဝါသနာဓမ္မမဟုတ်ရည်ချင်းတူအတွက်တုံးချခဲ့မယ်ဆိုရင်အခုချိန်ဘယ်လောက်တောင်ခီးရောက်နေပြီလဲဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်စဉ်းစားကြည့်လိုက်ရအောင်တခါတလေပန်းဖြစ်ဖို့လိုတယ်ဆိုတာမှန်တယ်ဆိုပေမဲ့နေ့တိုင်းဆိုရင်တော့အဲ့ဒီလေးကြီးကကျွန်တော်တို့ရဲ့ဘဝကိုဖျက်ဆီးသွားမယ်ဝါမျိုးသွားမယ်ဆိုရင်ဘယ်လောက်တောင်နှမျောလို့ကောင်းလိုက်မလဲတခုခုပြောင်းလဲဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ရီမန်ချက်ပန်းတဲ့ကိုရအောင်စူးစမ်းကြည့်ဖို့ပဲဖြစ်ဖြစ်အဲ့ဒီအတွက်ကိုစဉ်းစားမိရလားမသိဘူးပြောင်းလဲဖို့ဆိုတာပြောတလောက်မလွယ်ကူဘူးဆိုတော့ကျွန်တော်နားလဲတယ်ဒါပေမဲ့တခုသိသိချင်တာကဘဝဆိုတာကိုယ်တိုင်ရွေးချယ်ရတာပါပဲနောက်9နှစ်ကြာရင်ကိုကဘာဖြစ်နေရမယ်ဆိုတဲ့စိတ်မျိုးတွေးမျိုးကိုယ့်ကိုပြန်ညင်ကြည့်ဘူးလားသူများကြိုးဆွဲရကနေရတဲ့9 to 5အလုပ်ကနေပြီးတော့ဘယ်ချေလောက်ကြာမှရုံထွက်နိုင်မယ်လို့ကိုယ့်ကိုစဉ်းစားထားလိုက်သူများအတွက်လုပ်ပေးနေရတဲ့အချိန်တွေကိုကျွန်တော်တို့ကိုယ်တိုင်အတွက်သုံးချနိုင်ခဲ့မယ်ဆိုရင်ဘဝကမြင်မြန်ဆန်ဆန်နဲ့တက်လာမှာတော့သိကြတယ်ဒီနေရာမှာတချို့အနာဂတ်မရှိရည်ရချက်မရှိတဲ့လူတွေနဲ့လက်မရှင်စေခြင်းတခုတိထားရမှာကခင်ဗျားကိုယ်တိုင်ကိုယ့်ကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့အခုသူတို့ရနေတဲ့လွတ်လပ်မှုတွေကိုခင်ဗျားအခုချိန်မှာရနိုင်မှာတော့မဟုတ်ဘူးအဲဒီလိုထိချမှုကိုခင်ဗျားခံစားနေရမယ်အဲဒီလို comfort zone တွေကနေရုံထွက်နိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒါကျွန်တော်တို့သွားခြင်းနေတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီဆိုတာကတော့သိကြတယ်ဒါပေမဲ့တစ်ခုရေးကြည့်ရတာကအဲဒီရှိန်နဲ့ကျွန်တော်တို့ဘယ်လောက်ကြာလုံနိုင်မလဲပြီးတော့ဘယ်လောက်ထိချမှုတောင်ကိုခံနိုင်မလဲဆိုတာပိုပြီးအရေးကြီးတယ်သူများရဲ့ gain ဆော့ပြီးပျော်သွားနေတဲ့အချိန်ခင်ဗျားခံစားနေရတဲ့အထီးကျန်မှုကနောက်9နှစ်မှာသူတို့ဘယ်တော့မှရလာမှာမဟုတ်တဲ့လွတ်လပ်မှုအတွက်ပေးဆက်နေရတဲ့တန်ဖိုးတစ်ခုပဲအဲအားကိုခင်ဗျားကိုယ်တိုင်ကယုံကြည်ထားဖို့လိုပဲအဲဒီလိုလုပ်နိုင်ဖို့ကလည်း discipline ရှိဖို့ကလိုအပ်တယ်လို့ကျွန်တော်တို့ကိုတောင်းအဖြစ်စင်မဲ့ motivation ရှိဖို့ကလည်းလိုအဲဒီလို discipline နဲ့ motivation နဲ့ကိုတွဲလို့နိုင်မယ်အဲဒီရှေ့ကိုရရှိထိန်းထားနိုင်ခဲ့မယ်ဆိုရင်တော့ခင်ဗျားဖြစ်ချင်တဲ့ຢာတစ်ခုကဒီဖြည်းဖြည်းနဲ့ဖြစ်လာမှာသိကြတယ်သူများတွေမရနိုင်တဲ့လွတ်လပ်မှုပျော်ရွှင်မှုအသီးပွေတွေကိုခင်ဗျားတနေ့ကျရင်ခံစားလာရမယ်ဆိုတာကိုလည်းကျွန်တော်ရဲရဲကြီးအာမခံရဲတယ်